Hello မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့တိတ်ကိုချစ်စရာကောင်းပြီးအဲဒီတော်ကြီးပင်ကွင်းတွေအကြောင်းပြောကြရအောင်ခင်ဗျာသူတို့ကငတ်တွေဆိုပေမဲ့ဖျားမရဘူးဒါပေမဲ့ဂျီဒီမှာကျတော့စူပါဟီးရိုးတယောက်ပဲခင်ဗျာပင်ကွင်းရဲ့ကိုကန်နာကတကယ်ကိုသူတို့ရဲ့ကိုပုံစံကအထူးထူးခြားခြားဖန်တီးထားသလိုတဘာဝစံကြယ်မှုတစ်ခုပါပဲသူတို့ရဲ့အထူအနက်အယောင်ကရေထဲမှာရန်သူတွေကိုလှည့်စားဖို့အတွက်ပါအပေါ်ကနေကြည့်ရင်နောက်ခံရေပင်နဲ့ရောထွေးသွားအောင်အမဲရောင်နဲ့အောက်ကနေကြည့်ရင်လည်းမိုးကောင်းကင်နဲ့ရောထွေးသွားအောင်အဖြူရောင်နဲ့ပါသူတို့ရဲ့ feathers တွေကရေမဆိုးနိုင်အောင်စီသားတွေနဲ့ဖုံးအုပ်ထားတယ်အယိုးတွေကလည်းလေးလံထိရေငုံရတာပိုလွယ်ကူအောင်ဆင်ထားတာပါပင်ကွင်းရဲ့မိသားစုဘဝကလည်းအံ့ဩစရာပါပဲသူတို့ကတသက်တာစုံတွဲကတွဲအတူနေတတ်ကြတယ်ဥပြီးကလေးမွေးတဲ့အချိန်မှာအဖေနဲ့အမေအလှဲကြအောင်ကြပါတယ်အန်တာတစ်ကလို့တကယ်ကိုချမ်းတဲ့နေရာမှာဥကိုတဲဖို့အတွက်သူတို့မှာခြေထောက်အပေါ်ကအရေးပါးလေးနဲ့ကာကွယ်ထားတဲ့အိတ်ကလေးရှိပါတယ်ကလေးပင်ကွယ်လေးတွေပေါက်လိုက်ရင်မိဘနှစ်ပါးလုံးကစားစရာရှာကြွေးကြတယ်ကြည့်ရတာအတော်လေးတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့မိသားစုပုံစံပါပဲသူတို့ရဲ့အဓိကအစားကငါးသေးသေးလေးတွေပူဇွန်လိုမျိုးခရေလေးတွေပါရေထဲမှာမိနစ်20လောက်ဆက်တိုင်းငုပ်ပြီးအစာရှာနိုင်တယ်။ပြန်ပြန်အားဖြင့်တနေ့ဦးကီလိုဝက်လောက်စားသုံးနိုင်ပါတယ်။ဒီလောက်စားရလာကအန်တာတစ်ကရဲ့အေးလုံးနဲ့ယာသီဥတုမှာခန္ဓာကိုယ်အပူချိန်ထိန်းဖို့အတွက်ပါ။ဒီလိုမျိုးချစ်စရာကောင်းပြီးထူးခြားတဲ့ပင်ကွင်းတွေဟာယာသီဥတုပြောင်းလဲမှုကြောင့်ချင်းချောက်ခံနေရပါတယ်။ရေခဲများအည်ပြောလာတာနဲ့အမျှသူတို့ရဲ့ကြက်စားရနေရာတွေဆုံးရှုံးလာနေပါတယ်။ဒါကြောင့်သူတို့လေးတွေကိုဆက်လက်တည်ရှိခွင့်ရစေဖို့ကျွန်တော်တို့ကဘာကြီးကိုခရူးဆိုင်ဖို့လိုနေပါပြီဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာနောက်ထပ်စိတ်ဝင်စားစရာတရိတ်ဆန်လေးတွေအကြောင်းဆက်လက်ပြီးတင်ဆက်ပေးသွားအောင်ပါမယ်ကျေးဇူးတင်ပါတယ် like and follow လုပ်ဖို့မမေ့ပါနဲ့နော် Mingala Learn. Expand your view.